ကျွန်တော်ဒီနေ့မိတ်ဆွေတွေကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ Messenger account ရဲ့နောက်ခံ background မှာကိုကြိုက်တဲ့ပုံလေးတွေကိုထားလို့ရတဲ့နည်းလေးကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်။ကဲအဲ့ဒါဆိုရင်ကျွန်တော်နဲ့အတူဒီဗီဒီယိုလေးကိုလိုက်လို့ကြည့်လိုက်အောင်။ကျွန်တော်တို့ကပထမဦးဆုံးအနေနဲ့ကိုယ့်ရဲ့ Messenger account မှာနောက်ခံ background ပုံကိုကြိုက်တဲ့ပုံလေးတွေထားဖို့အတွက်ကို software လေးတစ်ခုလိုအပ်ပါတယ်။အဲ software လေးကိုကျွန်တော် Play Store မှာသွားပြီး download ဆွဲယူအောင်ဖြစ်ပါတယ်။အစားဆိုရင်တော့ကျွန်တော်တို့ကဒီလိုမျိုးလုပ်ဖို့အတွက်ဆိုရင်အရင်တော့ဆိုရင်ကျွန်တော်တို့လုပ်ဖို့အတွက်ကကိုယ့်ရဲ့ဖုန်း setting မှာတင်ပါပါတယ်เนาะကိုယ့်ရဲ့ဖုန်း setting မှာတင်ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာ version တွေကမြင့်လာတဲ့ system update တွေတဖြည်းနဲ့ပေးလာတဲ့အတွက်ကြောင့်မို့လို့ဖုန်းတွေရဲ့လုံးလုံးမှာမတူကြတဲ့အတွက်ကြောင့်မို့လို့လက်ပုံလုံးနည်းလေးတွေလည်းမတူကြဘူး software မပါဘဲနဲ့လုပ်လို့မရတဲ့ဖုန်းတွေလည်းရှိတယ် software မလိုအပ်ဘဲနဲ့ setting တွေကနေသွားလုပ်လို့ရတဲ့နည်းတွေလည်းဖုန်းတွေလည်းရှိကြတယ်ပေါ့เนาะအဲဒါပေမဲ့အခုကတော့ကျွန်တော်ကဖုန်း setting ထဲမှာ original ပါသည်ဖြစ်စေမပါသည်ဖြစ်စေဘယ်လိုဖုန်းမျိုးမှာဖြစ်ဖြစ်လုပ်လို့ရမယ့်အတွက်လုပ်လို့ရဖို့အတွက်ကျွန်တော်ဒီ software လေးနဲ့ကျွန်တော်လုပ်ပုံလုပ်နည်းလေးကိုဒီနေ့မျှဝေမှာဖြစ်ပါတယ်။ကဲအဲ့ဆိုကျွန်တော်တို့ software လေးကိုအရင်ဆုံးသွားပြီးတော့ download ဆွဲပေးကြပါမယ်။အဲ့တော့ကျွန်တော်အနေနဲ့အရင်ဆုံး download ဆွဲဖို့အတွက်ကကျွန်တော်တို့က Play Store ကိုသွားလိုက်ပါမယ်။ဒီခုဆိုကျွန်တော် Play Store ထဲကိုကျွန်တော်ဝင်လိုက်မယ်နော်။ Play Store ရောက်သွားတဲ့ခါကျရင်ကျွန်တော်တို့ထွေထူးတော့ကျွန်တော်တို့ပြောစရာမလိုပါဘူးအရင်တော့ကျွန်တော်တို့ဘယ်သူပဲဖြစ်ဒီလိုနေရာအပေါ်ဆုံးလေးက search bar လေးမှာကျွန်တော်ရိုက်ပြီးတော့ရှာအောင်ပဲဖြစ်ပါတယ်ဒါကတော့လူတိုင်းပဲသိမယ်လို့ထင်ပါတယ်ကဲကျွန်တော်အဲ့ဒီမှာကျွန်တော်ဘာလို့ရေးရှာမလဲဆိုရင် D E S I G N E R designer D O O L S 2 P R O Pro Designer 2 Pro ဆိုတဲ့ software လေးပေါ့နော်အဲ့ဒီမှာကျွန်တော်ပေါ်လာပြီပေါ့နော်ဒါကျွန်တော်တော့ download ဆွဲပြီးသားပါနော်ဒီလိုပုံလေးပေါ့နော် Designer 2 Pro ဆိုတဲ့ software လေးကို download ရမှာနော်ကျွန်တော်တို့ Designer 2ဆိုတဲ့ software နောက်တစ်ခုရှိပါသေးတယ်ဒီပုံစံမျိုးလေးပေါ့နော်သူနဲ့ခက်ခက်တင်တူတဲ့အရောင်တော့ color တော့ကွာတယ်ပေါ့နော်အဲ့ဒါမျိုးလေးအဲ့ဒီ software လေးကို download ပါနဲ့နော်ကျွန်တော်ကဒီ Designer 2 Pro ဆိုတဲ့ software လေးကို download ရမှာပါတကယ်လို့မိတ်ဆွေတို့အနေနဲ့မ download ရသေးဘူးဆိုရင်အဲ့ဒီ open ဆိုတဲ့နေရာမှာ install ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်အဲ့နေရာလေးကို install လေးကိုနှိပ်ပြီးတော့ download လုပ်မှာပဲကျွန်တော်တို့ download သားဖြစ်တဲ့ကြောင့်မလို့ open လို့ပေါ်နေတာဖြစ်ပါတယ်။ကျွန်တော်တို့ကတော့ဒါ file size ကလည်း megabyte နည်းပါတယ်။နည်းတဲ့ကြောင့်မလို့ခဏလေးနဲ့ download ပြီးသွားမှာပါ။အဲ့ဆိုကျွန်တော်တို့ software လေးကိုရသွားပြီဆိုတော့ရသွားပြီဆိုကျွန်တော်တို့အပြင်ကို Play Store ရဲ့အပြင်ကိုကျွန်တော်ပြန်ထွက်လိုက်မယ်နော်။ထွက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ခုနက download ဆွဲထားတဲ့ software လေးကိုကျွန်တော်တို့တစ်ချက်သွားကြည့်လိုက်မယ်။ဒီမှာကျွန်တော်တွေ့ပြီနော်။ Designer 2 Pro ဆိုတဲ့ software လေးပါ။ဒီ software လေးကိုကျွန်တော်တို့ internet ဖွင့်ပြီးတစ်ချက်လောက်ဝင်ကြည့်လိုက်မယ်နော်။ပြီးရင်ခဏလေးစောင့်ပေးလိုက်ပါစောင့်ပြီးသွားတဲ့ခါကျရင်မိတ်ဆွေအနေနဲ့ဥယျာဉ်ဦးဆုံးဘာလုပ်ကမှာလဲဆိုတော့ကျွန်တော်တို့အနေနဲ့ကအဲ့ဒီက market overlay ဆိုတဲ့နေရာလေးပေါ့နော်အဲ့ဒီနေရာလေးကိုတစ်ချက်လောက်သွားပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်အဲ့ဒီမှာမိတ်ဆွေတို့ဒီလိုနေရာကိုရောက်သွားပါလိမ့်မယ်ရောက်သွားတဲ့ခါကျရင်မိတ်ဆွေတို့အနေနဲ့ကကိုဘယ်ပုံကိုထားချင်တာလဲပုံရွေးဖို့အတွက်အရင်ဆုံးကျွန်တော်ပုံရွေးပေးရမှာဖြစ်ပါတယ်ဖိုတိုရွေးပေးရမှာဖြစ်ပါတယ်ဖိုတိုရွေးပေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီမှာကျွန်တော်တို့အနေနဲ့ဒီမှာနှစ်နေရာရှိတယ်ပေါ့နော်ဖိုတိုကဒီလိုပုံစံအလျားလိုက်ထားမလားဒီတောင်းလိုက်ထားမလားဒီလိုအလျားလိုက်ထားမလားပေါ့နော်ကျွန်တော်နှစ်နေရာပြပေးထားတယ်မိတ်ဆွေတို့အနေနဲ့ကိုကြိုက်တဲ့နေရာမှာထားဖို့အတွက်ရွေးချယ်လို့ရပါတယ်ကျွန်တော်ကတော့ဒီလိုတောင်းလိုက်ပုံစံလေးပေါ့နော်အဲ့နေရာလေးကိုကျွန်တော်ရွေးပေးလိုက်မယ်နော်ဝင်ပေးလိုက်မယ်ဝင်ပေးလိုက်ရင်အဲ့ဒီမှာ Designer 2 Pro အတွက်မှာကျွန်တော်တို့က permission ပေးဖို့အတွက်ပေါ်လာပါပြီအဲ့ဒါဆိုကျွန်တော်အဲ့ဒီ allow ဆိုတဲ့ပုံလေးကိုနေရာစာတန်းလေးကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်အဲ့လိုမျိုး allow ဆိုတာကိုကျွန်တော်နှိပ်ပြီးလို့ရှိရင်မိတ်ဆွေတို့ရဲ့ဖုန်းထဲက gallery နေရာကိုကျွန်တော်ရောက်သွားပြီဖြစ်ပါတယ်အဲ့ဒီမှာမိတ်ဆွေတို့အနေနဲ့ကကိုထားခြင်းတဲ့ပုံကိုအရင်ဆုံးရွေးပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ကိုထားခြင်းတဲ့ပုံကဒီ gallery ထဲမှာရှိသလားတစ်ချက်လောက်ကြည့်ပေးပါတွေ့တယ်ဆိုရင်တော့ဒါဒီထဲမှာဟိုမှာကိုကျန်းနေတဲ့ပုံလေးကိုထားဖို့အတွက်ရေးချွဲပေးရမှာဖြစ်ပါတယ်။တကယ်လို့ဒီ gallery ရဲ့ပုံမှာကိုချစ်သူရဲ့ပုံရှိတယ်ဆိုရင်လည်းကိုကထားဖို့အတွက်ရည်ရွယ်ထားတယ်ဆိုရင်သူ့ရဲ့ပုံကိုရွေးပေးပါ။ဒါမှမဟုတ်ကိုကျန်းနေတဲ့တခြား background ပုံတစ်ခုခုရှိတယ်ဆိုရင်လည်းပေါ့နော်အဲ့ဒါလေးကိုရွေးပေးလို့ရပါတယ်။ကျွန်တော်ကတော့အထွေထူးပါပုံမှန်မရှိတဲ့ကြောင့်မို့ကျွန်တော်အဆင်ပြေတဲ့ပုံလေးတစ်ပုံကျွန်တော်ရွေးပြီးတော့လုပ်ပြပေးပါမယ်။ကဲအဲ့ဒါဆိုရင်ကျွန်တော်ဒီပုံလေးတစ်ပုံကျွန်တော်စမ်းပြီးတော့ရွေးပေးလိုက်မယ်နော်။ရွေးပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီလိုနေရာလေးမှာကိုရွေးချယ်ထားတဲ့ download နေရာလေးပေါ့နော်အဲ့နေရာလေးတွေကိုဒီပုံလေးရောက်သွားပြီရောက်သွားရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်အဲ့လိုမရောက်သွားပြီဆိုရင်ကျွန်တော်တို့ရဲ့နောက်ခံ background Messenger နဲ့ Facebook မှာနောက်ခံ background နေရာမှာပေါ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီပေါ်ဆုံးက move up overlay ဆိုတဲ့နေရာလေးကခလုတ်လေးကိုကျွန်တော်တို့တစ်ချက်လောက်ဖွင့်ပေးလိုက်ပါဖွင့်ပြီးသွားရင်ကျွန်တော်တို့အဲ့ဒီမှာ allow display over
other app ဆိုပြီးတော့ကျွန်တော်ပေါ်နေပေါ့နော်အဲ့နေရာလေးမှာကျွန်တော်ကသွားပြီးတော့ permission သဘောမျိုးကျွန်တော်ဖွင့်ပေးရမှာဖြစ်ပါတယ်ဖွင့်ပြီးရတယ်ကျွန်တော်တစ်ချက်လောက် back key နဲ့ပြန်ထွက်လိုက်မယ်ပေါ့နော်ထွက်ပြီးဆိုရင်ကျွန်တော်တို့ကအခုဆိုရင်ကျွန်တော်တို့လိုချင်တဲ့ background ပုံကတော့ရသွားပြီရသွားတဲ့အခါကျရင် background ပုံလေးပေါ်လာပြီပေါ့နော်အဲ့ background ပုံကျွန်တော်တို့ကကိုလိုချင်တဲ့နေရာလေးကိုတခြားချိန်ညှိဖို့အတွက်ထားပေးရမှာပဲဖြစ်ပါတယ်အဲ့လိုထားရဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘယ်ဟိုနဲ့သွားမလဲဆိုရင်ဟဲ့ဒီက setting ဆိုတဲ့ပုံစံလေးပေါ့နော်အကြောင်းလေး၃ကြောင်းရှိတဲ့ setting ဆိုတဲ့နေရာတစ်ချက်လောက်ဝင်ပေးလိုက်ပါဝင်ပြီးသွားတဲ့အခါကျရင်မိတ်ဆွေတို့နေတဲ့ကိုယ့်ရဲ့ပုံကိုထားထားတဲ့ပုံလေးကိုအလဲကမှတခြားထားကျင်တာလားအပေါ်အောက်ကအစကျွန်တော်လိုက်ရွှေ့လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကအောက်ကဟာလေးကိုကျွန်တော်ဒီလိုမျိုးလေး short ကြည့်လိုက်မယ်ပေါ့နော် short ကြည့်လိုက်ပြီးတော့ဒါအလဲကိုရအောင်ကိုထားကြည့်လိုက်မယ်ထားလို့ရပါတယ်ကိုထားခြင်းတဲ့ပုံစံမျိုးပေါ့နော်နေရာထားလို့လေးရထားလို့ရပါတယ်ပြီးရင်ကျွန်တော်တို့ကအပေါ်က vertical align ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်လောက်ဒါအပေါ်အောက်ချိန်တာပေါ့နော်ခုနကဥစားတော့ဘေးဘယ်ညာကိုချိန်တာဒါအပေါ်အောက်ကိုထားခြင်းတဲ့ပုံစံချိန်တာပေါ့နော်ပြီးတဲ့ခါကျရင်ကျွန်တော်အပေါ်ဆုံးက opacity ဆိုတဲ့နေရာလေးပေါ့နော် opacity ဆိုတဲ့နေရာလေးကိုဟဲ့နေရာလေးပေါ့အပေါ်ဆုံးကဒီတန်းလေးကိုကျွန်တော်တို့ကအ short တင်လုပ်လို့ရတယ်ဘာလို့ short တင်ရလဲ short လိုက်လို့ရှိရင်ကျွန်တော်က wallpaper အနောက်က background ကမှိန်သွားမယ်တကယ်လို့မိတ်ဆွေတို့နဲ့ထင်ထင်ရှားရှားမြင်ကျင်တာဟေ့ဆိုတော့အဆုံးထိတင်ပေးလိုက်လို့ရတယ်ကိုထားကျင်တော့ထားလို့ရတယ်ဒါကျွန်တော်တို့တရားခိုင်နှုန်းအပြည့်ထားလိုက်တယ်ထားပြီးရင်ကျွန်တော်တို့က back key နဲ့ချက်ပြထွက်လိုက်မယ်နော်ထွက်ပွဲဆိုကျွန်တော်တို့ကကိုထားကျင်တဲ့ wallpaper ပုံစံကအဆင်ပြေသွားပြီအဆင်ရွားဖြစ်တဲ့အကြောင်းမလို့ဟဲ့ဒီမှာကျွန်တော်တို့ချက်လောက်ပြန်ဝင်ကြည့်လိုက်မယ်ပြထွက်လိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့အနောက်ကိုတစ်ချက်ချင်းပြန်ဆုပ်လိုက်ပါချက်ချင်းဆုပ်လိုက်မယ်ဆုပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့က wallpaper background ကိုကျွန်တော်တို့သွားကြည့်အောင် messenger တွေကိုသွားပြီးတော့ messenger ထဲမှာဆိုရင်ခုမိတ်ဆွေတို့မြင်လို့ရတဲ့အတိုင်းပါပဲကိုထားတဲ့ပုံလေးက messenger ရဲ့ background မှာရှိနေပြီပဲဖြစ်ပါတယ်ဒါကကိုချစ်သူရဲ့ပုံစံဆိုရင်လည်းမိတ်ဆွေတို့အနေနဲ့ပို့ပြီးတော့ကျင်းနှံ့မိမယ်လို့ကျွန်တော်ကတော့မျှော်လင့်ပါတယ်အခုဆိုရင်ဒါကျွန်တော်တို့က messenger မှာ background ပုံလေးပေါ်သွားပြီပေါ့နော်အဲ့ဒါဆိုရင်အဲ့ဒီမှာကျွန်တော်တို့ပြောချင်တာကအဲ့ background ပုံလေးပေါ်သွားပြီဆိုရင်တကယ်လည်းပေါ်လာကိုချစ်သူရဲ့စကားပြောတဲ့ခါကျရင်ဘယ်လိုမျိုးပေါ်မလဲဆိုတာကျွန်တော်တစ်ချက်လောက်စမ်းပြီးတော့ပြကြည့်မယ်နော်ဒါဆိုရင်ဒါကျွန်တော်ရဲ့ friend တွေပါဒါပေမဲ့လို့ကျွန်တော်အနေနဲ့ဒါတကယ်လို့မိတ်ဆွေနေတာကိုချစ်သူရဲ့အကောင့်ကိုကိုယ်တိုင်ဝင်စကားပြောတာဟေးဆိုရင်ဒါသူ့ရဲ့ပုံလေးကိုလည်း background မှာထားထားတယ်ဟေးဆိုပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ပို့ပြီးတော့လည်းဟို PT ဖြစ်စရာကြည်နူးစရာလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးခံစားချက်လေးတော့ဖြစ်လာပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်ကဒါ messenger ရဲ့နောက်ခံ background မှာကိုစိတ်ကြိုက်ပုံကိုထားခြင်းတဲ့ပုံလေးကိုရွေးချယ်ပြီးထားလို့ရတာကိုကျွန်တော်ပြပေးတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တစ်ချက်လောက်ဘတ်ပြန်ဆော့ပြီးတော့ကျွန်တော်တို့ Facebook ထဲကိုကျွန်တော်တစ်ချက်လောက်ဝင်ကြည့်အောင်ဗျFacebook ထဲဝင်ကြည့်ဖို့အတွက်ဆိုတော့ကျွန်တော် VPN ကြော်အောင်မှဖြစ်တာ VPN တစ်ချက်လောက်ကြော်လိုက်မယ်နော်ခဏလေးစောင့်ပေးပါပြီးတော့ကျွန်တော် Facebook ထဲကိုကျွန်တော်တစ်ချက်လောက်ဝင်ကြည့်လိုက်မယ် Facebook မှာရောဘယ်လိုရှင်နေရှိလဲအခုဆိုရင်တော့ Facebook account မှာဆိုရင်လည်းကျွန်တော်တို့ Facebook ရဲ့ software နောက်ခံ background မှာဆိုရင်လည်းကိုထားထားတဲ့ပုံလေးရရှိနေပြီပဲဖြစ်ပါတယ်ဒါဆိုရင်ဒါကိုချစ်သူကောင်းပါလေးရမကိုချစ်သူကောင်းလေးရဲ့ပုံဆိုရင်တော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ပို့ပြီးတော့မိတ်ဆွေတွေနဲ့နှစ်သက်လိမ့်မယ်လို့ထင်ပါတယ်ဒါဆိုရင်တော့တော်တော်လေးကိုအဆင်ပြေသွားပြီเนาะဒီလိုမျိုးလေးကျွန်တော်ထားလို့ရသွားပြီဒါဆိုရင်တကယ်လို့မိတ်ဆွေတွေနေပုံမထားခြင်းဘူးပြန်ပြီးတော့ဖျောက်ချင်တယ်ပေါ့เนาะကိုထားခြင်းတဲ့ပုံကိုလည်းပြန်ရွေးခြင်းတယ်ဆိုရင်လည်းအထွေထူးတော့ပြင်လုပ်စရာမလိုပါဘူးဒီ designer 2 pro ဆိုတဲ့ software လေးတွေတစ်ချက်လောက်ပြန်ဝင်လိုက်ပါဝင်သွားရင်တော့ကျွန်တော်ခုနပြသလိုပဲအဲ့ဒီက market overlay ဆိုတဲ့နေရာလေးကိုတစ်ချက်လောက်နှိပ်ပြီးတော့ပြန်ဝင်ပေးလိုက်မယ်ဝင်ပြီးသွားပြီဆိုတာနဲ့မိတ်ဆွေတွေဒီပုံဖျောက်ခြင်းတယ်ဆိုပါတော့ဖျောက်ခြင်းတယ်ဆိုရင်လည်းအပေါ်ဆုံးက market overlay ဆိုတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကိုချက်တော့ကျွန်တော်နှိပ်ပေးလိုက်လို့ရတယ်နှိပ်ပေးလိုက်ပြီဆိုရင်မိတ်ဆွေတို့ထားတဲ့ background ကမရှိတော့ဘူးပုံမှန်တိုင်းပြန်ဖြစ်သွားပြီတကယ်လို့မိတ်ဆွေတို့ကပြန်ထားခြင်းတယ်ဆိုရင်လည်းထွေထူးလုပ်စရာမလိုဘူးကျွန်တော်အဲ့ဒီနေရာလေးကိုပုံရွေးတဲ့နေရာလေးကိုချက်တော့ပြန်သွားပြီးတော့အဲ့ပုံလေးကိုချက်ထောက်ပေးလိုက်ပါထောက်ပေးပြီးရင်ကိုကြိုက်တဲ့ပုံလေးကို background ပုံလေးကိုပြန်ပြီးတော့ကိုရွေးချယ်ပြီးထားလို့ရတယ်ရွေးချယ်ပြီးတော့မှပြန်ပြီးတော့ရွေးချယ်ပြီးရင်ကျွန်တော်ထွက်ပြီးတော့မှဟာဒီမှာပေါ်ဆုံးက market overlay ဆိုတဲ့ဟာလေးကိုကျွန်တော်ပြန်ပြီးတော့ပြန်ဖွင့်ပေးလိုက်မယ်ဆိုရင်မိတ်ဆွေတို့ထားတဲ့ပုံနောက်ထပ်တစ်ပုံကလည်းဒီလိုမျိုးပြန်ပြီးတော့ wallpaper နောက်ကနေ background ပုံဖြစ်ပြန်ပေါ်လာအောင်ပဲဖြစ်ပါ